မိစုပြောသွားပြီဆိုတဲ့အကြောင်းပြောပြမှာဖြစ်ပါရဲ့ရှင်ကတုံးတရုပ်ဖော်ကစုမြတ်ထွေးဖြစ်ပါရဲ့ရှင်မိစုကအစမှာတော့သူကသူ့ရှိမှာဖိုးဖွားရုပ်လေးဖောင်းစိန်ဆိုတဲ့ဖိုးဖွားရုပ်လေးတရုပ်ရှိရဲ့တဲ့ဖောင်းစိန်ဖိုးဖွားရုပ်ကလေးကဖိုးဖွားရုပ်လေးဖောင်းစိန်ဝမ်းနေမိပါတယ်တဲ့သူဘာလို့ဝမ်းနေမိရလဲသိကြလားမိစုတယောက်သူနဲ့မကစားတာတော်တော်ကြပြီမိစုကအရင်တော့ဆိုရင်သူနဲ့အမြဲတမ်းကစားတယ်အခုတော့မိစုကဖောင်းစိန်နဲ့မကစားပဲသူတငယ်ချင်းတွေနဲ့ပဲသွားကစားကြတယ်သွားကစားတယ်နောက်ပြီးတော့ဖောင်းစိန်အရင်တော့ဆိုရင်ဖောင်းစိန်နဲ့ကစားတာမဟုတ်ဘူးစလဲအတူတူလုပ်ကြတယ်ဆေးရောင်တွေလည်းအတူတူချေကြတယ်အခုဆိုမိစုကိုကစားခွင်းထဲမှာလည်းမတွေ့တော့ပါဘူးဖောင်းဆိုင်ကမိစုကိုကစားခွင်းထဲမှာလည်းမတွေ့တော့ဘူးသူတငယ်ချင်းတွေနဲ့ကစားနေကြနေရာမှာလည်းမရှိတော့ဘူးတဲ့ဖိုးဖွားရုပ်လေးဖောင်းဆိုင်ကမိစုကိုတွေ့ပါပြီတဲ့မိစုဖိုးဖွားရုပ်လေးဖောင်းဆိုင်ကမိစုကိုတွေ့ပါပြီတဲ့မိစုကိုဘယ်နားမှာတွေ့သွားလဲလို့သိကြလားကျောင်းအပြန်အမေးဆိုင်ကျောင်းအပြန်မှာမိစုကျောင်းအပြန်မှာအမေးဆိုင်အလုတ်တွေဝိုင်းလုံးနေတာကိုဆိုင်အလုတ်တွေပြီးမှသူနဲ့ကစားရမယ်တဲ့ဒါပေမဲ့မိစုကစက်ကြီးစပွဲကိုရောက်သွားတယ်ဘာလို့ရောက်သွားလဲသိကြလားသူ့ကိုကြည့်ရတာနေမကောင်းတယ်လို့ပဲအမြဲမှိုင်နေတယ်မိစုအိမ်ယာထဲဝင်သွားပြီမိစုဟာကျောင်းသွားအိမ်အလုပ်ကူပြီးစာပဲကြက်နေတာကိုဖိုးဝါရုပ်လေးဖောင်းစိန်ဝမ်းနေမိပါတယ်တဲ့မိစုဟာစာချက်ပေမဲ့အမတ်တွေကလည်းမကောင်းဘူးသူငိုနေတာကိုဖောင်းစိန်တွေးလိုက်တယ်အကြံရပြီမိစုရဲ့မေမေကိုဖောင်းစိန်မေးကြည့်ရမယ်ဘာဖြစ်လို့သူ့ကိုကစားခွင့်မပေးပဲကျောင်းစာနဲ့အိမ်အလုပ်တွေပဲလောက်ခိုင်းနေတာလေလောက်ခိုင်းနေတာလေလို့မေးလိုက်တယ်မိစုမေမေကပြောတယ်သူပညာတတ်ကြီးဖြစ်ဖို့စာကြိုးစားရမယ်မိဘကိုလည်းကူတင်တာပေါ့တဲ့ကူတင်တာပေါ့တဲ့ဖောင်းစိန်ကကလေးတွေပျော်ရွှင်ဖို့အတွက်ကစားချိန်တွေပေးဖို့လို့ပြောလိုက်တယ်ပေးဖို့လို့မိစုမေမေကိုတေချာရှင်းပြလိုက်တယ်ဒါမှမိစုလေးကျမ်းမာပျော်ရွှင်မယ်လေမိစုမေမေကဖောင်းစိန်ပြောတာကိုအကြံပေးတဲ့အတိုင်းဖောင်းစိန်အကြံပေးတဲ့အတိုင်းမိစုကိုကစားချိန်နဲ့ကစားကစားချိန်နဲ့အချိန်နဲ့ကစားစာချက်မိဘကူဖို့တည်တည်ချာချာပြောပြတယ်ညနေတိုင်းမိစုလေးကစားချိန်ရပါပြီဖောင်းစိန်ရဲ့မိစုရဲ့ကိုလက်လှူရှာကစားကြရဲ့ညအခါအိမ်စာတွေလောက်ပါတယ်အခုဆိုရင်မိစုလေးကအရင်ကလို့မကြမ်းမာတဲ့ပုံစံမဟုတ်တော့ဘူးကျောင်းမှာလည်းအမတ်တွေပြန်ကောင်းလာပြီလေအခုကကြတော့ကလေးတွေကိုဖြေဆိုရမယ်မိခွန်းတွေကိုပြပြသွားမှာပဲဖြစ်ပါရှင်မိစုလေးနေမကောင်းဖြစ်ပြီးမပျော်ရွှင်တာဘာကြောင့်လဲသိကြလားမသိဘူးနော်တ
သားတို့သမီးတို့ဘဲအချိန်စာကြက်လဲဘဲအချိန်ကစားလဲဘဲအချိန်မိဘကူတလဲ ညပါစေမင်းပါ ကစားချိန်မထားပဲစာကြက်နေတာကောင်းပါသလားဘာကြောင့်လဲ ကောင်းပါဘူးရှင် သားတို့သမီးတို့ရောတငယ်ချင်းတွေနဲ့ကစားရင်ဘယ်လိုကစားနည်းတွေနဲ့စော့ကစားကြသလဲ ဒီခုနာ ဒီနေ့ရဲ့မိစုပြောသွားပြီဆိုတဲ့ဟာလေးကတော့ပြီးသွားပါပြီရှင်တစ်ခုကြံသေးရဲ့ပြောပြအောင်မယ်ကြည်လားမိစုပြောသွားပြီဆိုတဲ့ဟာလေးကိုဖတ်ရင်းနဲ့ဘယ်လိုမျိုးခံစားရလဲဆိုတော့မိစုနေရာမှာသမီးကတော့ပြောမိပါရဲ့ရှင်မိစုပြောသွားပြီဆိုတဲ့စာအုပ်လေးကိုဘယ်လိုလူတွေဖတ်တယ်လဲဆိုတော့ဂိမ်းကြီးပဲအမြဲတမ်းစော့နေတဲ့ကလေးတွေမိဘကိုပဲအမြဲတမ်းကူနေတဲ့ကလေးတွေစာကြည့်ပဲအမြဲတမ်းလုံနေတဲ့ကလေးတွေတစ်ဖက်ဆုံးရောက်သွားတဲ့တစ်ဖက်ဆုံးရောက်တဲ့ကလေးတွေကိုလည်းမိဘတွေကအမြဲတမ်းခိုင်းလို့မရဘူးနော်ဒီစာအုပ်လေးကိုဖတ်ချင်တယ်ဆိုရင်တော့လင့်မှာပြောပြထားပါရဲ့ရှင်